ရရတော့လူပညာဆိုတော့လှူရှားနေရရင်လူပြိုလမ်းဆိုင်မှုပါကျွန်တော်တို့လည်းဒီပိုင်းမြန်တဲ့ဥယျာဉ်တွေရိုက်ပြီးတော့ကျွန်တော်တို့ပိုင်းလေးများလို့လမ်းဆိုင်စေခဲ့ပါတယ်ဒီစကားလူပညာမြန်မာလူပညာအတတ်ပညာတွေပြသနိုင်တဲ့စကားဖြစ်တဲ့အတွက်ပိုပြီးတော့တန်ဖိုးရှိပါတယ်ကျွန်တော်တို့အကြောင်းပါလေထိုင်ကြကောင်တလုံးမှမရှိဘူးအဲ့ဒါဆိုဆရာတို့ဆရာမတို့ညောင်းတော့အမတ်ဒီလိုပဲကလေးတွေစာရေးတဲ့ကောင်ကိုထိုင်လိုက်တာပဲဆရာဒီပိုင်းမြန်တဲ့ဥယျာဉ်စကားမှာဒါတိုင်းကြောင်းဆရာကြီးဥပဆောင်အဖြစ်၎င်းဝါဒီလေးထွေးထွေးစိုးပြည့်သူစင်ရဲ့အဖို့အဖြစ်၎င်းတရုတ်ဆောင်ရတဲ့ညီကျော်ပါခင်ဗျာတရုတ်ဆောင်ကတော့ဇလန်းတော့ဆရာကြီးလေဒနာဦးစောချစ်ရဲ့သူကိုယ်တိုင်ရေးထားတဲ့ဘာမြန်တဲ့ဥယျာဉ်ဇလန်းဝိထုအတိုင်းပဲလိုက်ကူးတဲ့အတွက်ကျောင်းဆရာဇလန်းနဲ့ဒီဘဝဖြစ်စေတယ်အဲ့ဒါကိုကျွန်တော်တို့ကဝိုင်းဝန်းပတ်ပြီးတော့ကျွန်တော်ကတော့ကျောင်းဆရာကြီးလက်ဆောင်ဖြစ်ပါပြီးတော့ဆောင်ပါတယ်ရရတော့ကျွန်တော်တို့ဥပပကံပတ်တော့ပြီးတော့ရမိုးလဲရွာနေတယ်ချိုးခိုင်းနေဆိုခရကဲစမိုးရေထဲမှာတနေ့လုံးရရတယ်ဒီရင်းနဲ့ကလေးလေးကြာသွားလို့ဆဲတဲ့အခါကျတော့ကျွန်တော်တို့အားလုံးပြင်ပန်းကြအောင်ပြင်ပန်းတာကျွန်တော်တို့အဖွဲ့သားတွေအားလုံးကြိုးကြိုးဆဆနဲ့အစအဆုံးပေါ့နော်လူပညာရှင်တရုတ်ဆောင်တွေလူကြီးတွေကအစကလေးတရုတ်ဆောင်တွေအများကြီးပါတယ်တရုတ်ဆောင်အစအဆုံးရိုက်တာတွေအစကင်မရာမန်ဆက်ဖွဲ့အားလုံးဟာလူပညာရှင်တပ်ပညာရှင်တွေပါဝင်တဲ့သူတွေအားလုံးရဲ့စူးစမ်းအားထုတ်မှုနဲ့ဒီကားလေးကတော်တော်လေးကိုမြန်မာစကားထဲမှာတော်တော်လေးမြန်မာလူပညာအရသာခံစားရတဲ့စကားတစ်ခါဖြစ်ပါတယ်ရရတော့လူပညာဆိုတော့လှူရှားနေရရင်လူပြိုလမ်းဆိုင်မှုပါကျွန်တော်တို့လည်းဒီပိုင်းမြန်တဲ့ဥယျာဉ်တွေရိုက်ပြီးတော့ကျွန်တော်တို့ပိုင်းလေးများလို့လမ်းဆိုင်စေခဲ့ပါတယ်ဒီစကားလူပညာမြန်မာလူပညာအတတ်ပညာတွေပြသနိုင်တဲ့စကားဖြစ်တဲ့အတွက်ပိုပြီးတော့တန်ဖိုးရှိပါတယ်စိုးပြင်းတဲ့မြင်းမြင့်မုံနဲ့ဒီကကျောင်းဆရာလေးရဲ့စကားတော့ဒီကားပေါ်မှာလည်းရှုစားတာကောင်းပါတယ်ကျမကြီးကနှလုံးပြူဆိုင်ရနှလုံးဖြစ်တာတော့တော်တော်လေးကြာပါပဲနည်းနည်းရှင်းနေတော့ဒီမဲ့ exercise နဲ့နှလုံးစိတ်အမြဲစားတော့အဆင်ပြေပါတယ်ဒီပေါ်ဆောင်လို့ရပါသေးတယ်ပြောရတာပုံပြီးရတာရှိတယ်ကြီးတာတော့ပြုဆောင်ပိုင်းကပုံပြီးနှစ်တာတာရှိတယ်အဲ့ဒီပညာတွေကိုလှုပ်ဆောင်ရတာပိုတော့ကောင်းလာတယ်လူကြီးဖြစ်လာတော့ဒါဘာသာရေးနဲ့လိုက်စားတော့ပုံမှန်နာမည်တင်များလူလိုက်ပြင်တာဒီကရောပေါက်ခိုင်းပြင်နေရှိတယ်ငါလေးတော့အလုံးဝိုင်းပြီးတော့ဒီလိုတည်းလေးပြီးတယ်လာပြောတာအလုံးကျေးဇူးတင်ပါတယ်စာနယ်ဇင်းဖွဲ့လာဒီတိုက်ကြီးအလုံးလည်းဆက်လက်ပြီးတော့လူပညာလှူရှားမှုများအားပေးကြပါမြန်မာရုပ်ရှင်မြန်မာလူပညာအားပေးကြတဲ့ပြည်သူတွေလည်းကျေးဇူးများကြီးပါ